မင်္ဂလာပါဥတ္တရာကျော်ပါအားလေးချမ်း educator ပါကျွန်တော်အခုဒါ2026ဆိုရင်ကျွန်တော်ကလေးဖွံ့ဖြိုးမှုကလေးတွေကိုစာသင်ကြားရေးဒီ child development တောင်းလျှောက်လုပ်လာခဲ့တာဒါ20 years ပေါ့နော်အနှစ်20ပြည့်ပါကျွန်တော်ရဲ့အနှစ်20အတွေ့အကြုံရအောင်ကျွန်တော်ရဲ့ research တွေအရရောဘာလေးတစ်ခုသွားတွေ့လဲဆိုရင်ကလေးတယောက်ထူးချွန်ထက်မြက်နေတယ်ဒီကလေးကအောင်မြင်နေတယ်ဒီကလေးစုတွေအများကြီးရနေတယ်ဒီကလေးကလိမ္မာရင်ကြီးတယ်ဟာဒါဆိုရင်သူတက်တဲ့အကြောင်းကအရန်ကောင်းလို့သူ့ကိုသင်ပေးတဲ့ဆရာကအရန်တော်လို့ဆိုပြီးတော့ပဲတော်တော်ပြောကြပါတယ်ကျွန်တော်တို့လည်းစုတွေရတိုင်းကလေးတွေအောင်မြင်တိုင်းထူးချွန်တိုင်းကျေးဇူးတင်စကားတွေပို့ကြတယ် message တွေပို့ကြတယ်ကျွန်တော်အများတန်းပြန်ပြောလို့ရှိတာကဒါကျွန်တော်တယောက်တည်းကြောင်မဟုတ်ပါဘူးဖေဖေမေမေတို့ရဲ့ပံ့ပိုးမှုအပင်ပန်းခံမှုအမျှော်မြင်ကြီးမှုတွေကြောင့်အများကြီးပါပါတယ်အဲ့ဒါတကယ်ပါအနှစ်20အတွေ့အကြုံရရော research တွေအရရောတကယ်တမ်းနောက်ွယ်မှာကြီးမားတဲ့ပံ့ပိုးမှုကမိဘတွေပါဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်လွန်ခဲ့တဲ့2006ကျောင်းလေးစဖွင့်တော့ကလေးဖွံ့ဖြိုးမှုတွေလုပ်တယ်ကျွန်တော်မူချိုမှာပေါ့နော်ဖွံ့ဖြိုးမှု၅ခုကအရေးကြီးတယ်ဥပမာဆိုရင် 5 model လို့ခေါ်တဲ့လက်ချောင်းကြွက်သားလေးတွေမတန်ပါဘဲနဲ့ကျွန်တော်တို့စာအတင်းရေးခိုင်းလို့မရဘူးကျွန်တော်တို့က cognitive development မရှိဘဲနဲ့စာတွေအတင်းသင်လို့မရဘူးဆိုတဲ့ဟာတွေကိုကျွန်တော်ဘယ်လောက်ပဲမူချိုမှာကျွန်တော်ဒီ model အနေနဲ့ထားပြီးတော့ကျွန်တော်ဘယ်လောက်ပဲသင်အဲ့ဒီအကြောင်းတရားတွေအဲ့ဒီအခြေအနေတွေကိုမိဘတွေနားမလည်ကျွန်တော်ရှေ့ဆက်သွားလို့မရဘူးဆိုတော့ကျွန်တော်ဘာလုပ်ရလဲဆိုတော့ဖေမေတို့ကိုကဲလာကျွန်တော်တို့ဆွေးနွေးကြမယ်ဆိုပြီးတော့ကျွန်တော်စပွဲပွိုင်းလေးတွေကျွန်တော်မှတ်မိသေးတယ်အဲ့မှာစပြီးကျွန်တော်မိဘ parent education စလုပ်ရတယ်ဖေမေတို့ဒီလိုလေးတွေဖွင့်ပြိုးမှဒီလိုလေးတွေသင်လို့ရပါမယ်ဆိုပြီးတော့ကျွန်တော်စပြီးတော့စလုပ်ရတယ်ပေါ့ဘာကွာသွားလဲဆိုတော့ဒီလိုမျိုးနားထောင်ပြီးတော့နားလည်သွားတဲ့မိဘရဲ့ကလေးနဲ့သိနားမလဲတဲ့မိဘရဲ့ကလေးရဲ့တိုးတက်မှုနှုန်းဒီအောင်မြင်မှုနှုန်းကတဖြည်းဖြည်းတိတိတသာကွာလာတာကိုသတိထားမိတယ်တချို့ကလေးတွေဆိုရင် talent ရှိတယ်အရန်တော်တယ် smart ဖြစ်တယ်ဒါပေမဲ့မိဘရဲ့သိနားမလဲဘဲနဲ့ကျွန်တော်တို့ ਨੇ ပူပေါင်းဆောင်ရွက်မှုနေတဲ့မိဘကျွန်တော်တို့ပြောတဲ့အတိုင်းเนาะမိဘနဲ့အိမ်မှာဘယ်လိုနေရမလဲကျောင်းမှာဘယ်လိုနေရမလဲဒါတွေအားလုံးကိုမလုံနိုင်တော့ကလေးကကျွန်တော်တို့လိုချင်တဲ့တိုးတက်မှုနှုန်းကိုကျွန်တော်တို့ဘယ်လောက်စူးစမ်းမရတချို့ကလေးတွေကြတော့လေနှေးတယ်ဒါပေမဲ့မိဘကအရန်ပံ့ပိုးတယ်ကျွန်တော်တို့ပြောတဲ့အတိုင်းလိုက်လာအရန်ရေရှည်ကြတော့တိတိတသာတိုးတက်သွားတာသွားတွေ့တယ်အဲကြောင့်ကိုကျွန်တော်ဒီမှာပြောချင်တာကမိဘရဲ့အမျှော်မြင်မိဘရဲ့ဉာဏ်ပညာမိဘရဲ့လိုက်နာဆောင်ရွက်မှုအများကြီးအရေးပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်ကအခုဒါကျွန်တော်နှစ်တိုင်းလေးလုပ်ပါတယ်ကျွန်တော်ကျောင်းနေတိုင်းမှာလည်းလုပ်ပါတယ် parenting တွေလုပ်တယ်ကျွန်တော်ပညာဒါနအင်္ဂလိပ်စာသင်ပေးတယ်အခုနောက်ပိုင်းကကလေးတွေအင်္ဂလိပ်စာကောင်းလာမိဘလည်းလိုက်ကောင်းလာဖို့လိုတာဟုတ်နော်အဲကြောင့်မိဘတွေကျွန်တော် phonetics သင်ပေးတယ် font scale သင်ပေးတယ်ဒါအများနဲ့ကျွန်တော်ပညာဒါနနှစ်တိုင်းဖွင့်မှာ2023 24မှာကျွန်တော်ကျမကြီးချိန်နေကြောင်းအဲ့ဒါလေးမလုပ်ဖြစ်ဘူးအခု2026မှာတော့မိဘတွေအတွက်လေမိဘတွေကို confident ရှိတဲ့မိဘတွေဖြစ်လာအောင်မိဘတွေဒီကလေးတွေကိုအများကြီးပံ့ပိုးပေးနိုင်လာအောင်အင်္ဂလိပ်စာရောဒီ parenting ကို child development ကိုကျွန်တော်ပညာဒါနအတန်းလေးပြန်ဖွင့်ဖို့ရှိပါတယ်အဲ့ဒါလေးကမကြခင်ကျွန်တော်ရဲ့ page မှာကြီးညာပေးပါမယ်အဲ့ဒါလေးပြောချင်တာပါမိဘတွေအများကြီးဒါ confidence ရှိလာတယ်အရေးအသွေးတွေအများကြီးတိုးတက်လာတယ်ဆိုရင်ကျွန်တော်တို့ဆရာတွေက90%ပဲလုပ်ပေးနိုင်မိဘ90%ဆိုကျွန်တော်တို့100%ကျွန်တော်ရောကျောင်းရောဆရာရောမိဘရော100%ပေါင်းလိုက်ကျွန်တော်တို့ကလေးတွေတိုးတက်မှုတော့ကအများကြီးဒီမြင်လာရမယ်လို့ကျွန်တော်မျှော်လင့်ပြီးတော့အဲ့ဒါလေးစဖို့လုပ်ထားပါတယ်ကျေးဇူးတင်ပါတယ်